Aussie Australia အဆိုတော်တော်အဲ့ဒါထွက်တယ် Aussie Osborne Aussie ကိုလွတ်လိုက်တယ် Aussie ကိုလွတ်လိုက်တဲ့ခါမှာ Aussie လည်းရောက်ရောသမီးတဲ့ပညာကိုကောင်းကောင်းသင်တဲ့ပညာကိုကောင်းကောင်းတော့သင်ပါရဲ့ကလေးမဖင်လန်နိုင်ငံသားနဲ့ထပ်ယူသွားတယ်ရောဖင်လန်နိုင်ငံသားနဲ့ယူသွားရောယူသွားတော့အဲ့မှာသူ့မှာသမီးလေးနောက်လက်ကြံတစ်ယောက်ပဲကြံတော့တယ်သမီးငယ်လေးကိုထပ်ပြီးတော့လွတ်လိုက်ရောသူကစာလုံးလည်းစိတ်မချတော့ဘူး Aussie လည်းစိတ်မချတော့ဘူးဒီတစ်ခါအမေရိကကိုလွတ်လိုက်တာစိတ်ချလက်ချကိုလွတ်လိုက်တာသမီးလေးကအဖေကျေးဇူးအဲ့မှာဆက်တော့တာပဲဘယ်လိုဆက်လဲကပ်ပလီနဲ့ညားသွားတယ်ဟာကုန်ပါပြီတို့မျိုးတွေတော့ကုန်ပါပြီအာသာနီဗုဒ္ဓဘာသာမျိုးသားတိုင်းအာသာရရရအောင်ထိသိကြရဲ့မြန်မာမျိုးသမီးကိုစောင့်ရှောက်ကြပါစို့လေဘာလို့လဲရိုက်ချင်လို့ရိုက်တာဟောအဲ့ဒါနိုင်ငံခြားကိုသွားတဲ့မြန်မာအမျိုးသမီးလေးတွေအကြောင်းပေါ့နော်တို့နိုင်ငံတွင်းမှာလဲကို့အမျိုးသားအချင်းချင်းကို့အကျိုးပဲကြည့်ပြီးတော့သူများအကျိုးကိုလုံးဝမငဲ့တဲ့လူတွေရှိတယ်ရှိသေးတယ်ပြောနေတာနားထောင်မသားဒီဘက်မှာပြောဟုတ်ပါပြီဘာဖြစ်လဲပြောကြီးနေဟိုမှာမကြီးငါတို့လည်းကြီးနေတာပေါ့အဲ့ဒါကို့အကျိုးပဲကြည့်ပြီးသူများအကျိုးမကြည့်တဲ့မသားတွေအများကြီးရှိတယ်မသားတွေဟိုလူတွေရှိတယ်အခုဆိုရင်လူထူတဲ့နေရာတွေပလက်ဖောင်းပေါ်မီးပွိုင်းတွေဘတ်စကားပေါ်တွေမှာခပိုက်နိုင်မကြတော့ဘူးဘာကြောက်တခြားနိုင်တဲ့လူတွေကိုကြောက်ရပြီဘာနိုင်လို့မဟုတ်ပါဘူးနိုင်တာမို့ तू ကဖြတ်တာဟာဘာဖြတ်တာလဲသပင်ကိုဖြတ်တာသပင်ဖြတ်အဲ့အကြောင်းလေးကိုပြိတ္တကိုတချင်းလေးနဲ့ပြောပြခြင်းနဲ့ပြောလိုက်ရိုးရိုးလေးသာဖြတ်လိုက်တာကိုမသိလိုက်လို့လူဆုံးနဲ့ဘတ်စကားများပေါ်သပင်ခိုးဖြတ်သွားလှုပ်ရှားသွားတော့ဟန်လှုပ်ပြုံးနေရတာအဲ့လောက်တော့မဲလားဟုတ်တယ်ရောင်းလို့ရရင်အကုန်ယူသွားအကုန်နှုတ်ပေးလိုက်မယ်ဂျိုင်းမွေးတို့ဘာလို့ပြောတာပါမင်းကမိန်းမကြီးဆိုတော့မိန်းမရဲ့ဘက်ကနာနေရပါဟုတ်လားဟုတ်တယ်အဲ့အမွေအဲ့ဒါတွေမှမကျေနပ်သေးဘူးဆိုရင်ဘာမှမဟုတ်တော့ပါဘူးလို့ကုန်ပါပြီတို့မျိုးတွေတော့ကုန်ပါပြီအာဇာနည်ဗုဒ္ဓဘာသာမျိုးသားရဲ့တိုင်းကြီးကျဆုံးဝင်မရရလေအောင်ထိသိကြရဲ့မြန်မာမျိုးသားကိုစောင့်ရှောက်ကြပါစို့လေဒီလိုပါပဲကွာနော်လူတွေဆိုတာကောင်းတဲ့လူလည်းရှိသလိုမကောင်းတဲ့လူလည်းရှိတာပဲဟုတ်တယ်လူပဲလေကွာလူပဲဆိုတော့လူပြီးသားမှာပေါ့ဟုတ်တယ်ဟုတ်တယ်မင်းငါရိုက်မလို့မမားပါဘူးမားတဲ့လူရိုက်တာအဲ့လိုပဲညီမအမျိုးသားတွေထဲမှာကောင်းတဲ့လူရှိသလိုမကောင်းတဲ့လူတွေရှိတယ်ဟုတ်တယ်အဲ့လိုပဲဟိုကောင်းတဲ့အမျိုးသမီးလည်းရှိလို့မကောင်းတဲ့အမျိုးသမီးလည်းရှိတယ်ဒါကလူပဲလူဆိုတာလူပြီးသားမှာအဲ့ဒါမှလူပြီးသားမှာပေါ့ဟုတ်တယ်ဟိုတည်းကိုနေတိုးကြီးလေစေးသွားထိုးတယ်ဒါမှလူပြီးပါလို့ထိုးရမှာလေလူပြီးသားအောင်လို့ပြောတာပါဟုတ်ဘူးဟုတ်ပါမင်းသမီးလေးရဲ့အလက်ရောက်ပြီအခုချိန်မင်းသမီးလေးကိုပြန်ပြီးတော့ထုတ်ပေါ်အောင်မယ်မင်းသမီးကိုထုတ်ပေါ်ရအောင်မယ်မင်းသမီးကိုပြန်ခေါ်ရအောင်မယ်နော်မင်းသမီးခေါ်မယ်ဖူးဆုံးခေါ်ရမယ်ဖူးဆုံးခေါ်ရမယ်သူခေါ်မလဲကျွန်တော်ခေါ်မယ်ခေါ်လေလေးရရှိပြီဆိုစာကြည့်ရဲ့သဘောပေါ့ရတယ်ဒီခါကျပါဒီနေ့ကနောက်ဆုံးနေ့ဆိုတော့စာမကြည့်သေးဘူးတကယ်ခေါ်ပါခေါ်ဗျာအထူးကဝုံးစမ်းပါပြီဟုတ်ပါမြူးကြွရုံသွေးဟန်လေးအဖြစ်ဟုတ်ကဲ့ကြည့်လိုက်ပါဦးအေးသူ့လားဘုံကိုမြင်စမ်းကြပါရဲ့ဟုတ်ကဲ့အယူမဘူးဆုံးအဲ့ပေါ့ကျူမဝဘူးဆုံးရေးစင်မောကိုကြောက်ပါဦးဗျာပြောတာပါရှင်မင်္ဂလာပါဖူးဆုံးရေနှစ်သစ်မှာရွှေဖုံးတပါတိုးဝေဖြာလို့တပြီလုံးမင်္ဂလာရှိလိုက်ပါရဲ့ရွှေမိုးငွေမိုးတွေတွန်းဖြိုးဝေဖြာနိုင်ကြပါစေလို့နှစ်သစ်နှစ်စီအဖွဲ့သားအားလုံးကဆုတောင်းပေးလိုက်ပါရက်တရေရှိပါတယ်ဗျာအဲ့ကောင်နဲ့ခေါ်မထူးနော်ခေါ်မပဲထူးမှာသိကြတယ်ထူးရင်လောနေမှာဆိုလို့လောသေးဘူးပဲခေါ်ကြည့်နည်းနည်းလေးတော့ तू ကတုံးနေတဲ့အတန်လေးကကြောက်ပြီးတော့ဟုတ်တယ်ဖူးဆုံးလားဟာလာလာနော်အရန်လာလာနော်ဟောမင်းသမီးအရန်လာလာနော်ဟဲ့
ဘူးဆိုမမတ်မိဘူးအစင်းကြီးလားစီးပွားရေးလေဖူးစုံတော့စီးပွားပြောင်းသွားတယ်ဘာပြောင်းဟုတ်တယ် तू ကအငိမ့်နေကောက်ပါပြန်တော့ तू ကမြမရိုးရဆိုင်းဝိုင်းကိုသဘောကျအောင်ဩဒီဆိုင်းဝိုင်းနေသဘောကျသဘောကျဆိုင်းဝိုင်းကုရဲ့တန်ဖို့ကမနေဘူးလေအဲ့တော့ညီမ၃ယောက်ကကိုစီတက်နိုင်တဲ့ share လေးနဲ့ပါဝင်ထားကြတယ်နော်ဖူးစုံအမကြီးကြတော့ပတ်မကြီးဝယ်ထားတယ်အကြီးဆုံးကပတ်မကြီးအကြီးဆုံးကပတ်မကြီးဖူးစုံကြအလက်ဆိုတော့6လုံးပတ်အငယ်ဆုံးလေးကကြတော့ပတ်လုံးလေးတွေခက်သေးသေးကြပတ်လုံးလေးတွေအဲ့တော့ပတ်ကဒီတိုင်းကြည့်လို့မရဘူးလေပတ်စာလိုသေးတာဟုတ်9000ဒီလာကန်ဒီဖူးစုံတို့ညီမ၃ယောက်ကိုပတ်စာကတ်ပေးခဲ့တယ်ဟောတော့ပါပြီဖူးစုံကြီးဒီလိုလေးတက်ပေးပါဆိုဘယ်လိုဖြစ်လာလဲတေးစိတ်မဆိုးပါနဲ့မင်းသမီးကမခေါ်ရသေးဘူးထူးကျင်နေကြတာအကုန်လုံးကခေါ်ပါတော့ထူးမယ်ခေါ်ဘသူခေါ်ရတယ်ငါခေါ်ရင်တော့ဈေးလျှော့ပေးမယ်တန်ပါတယ်ဈေးလျှော့နဲ့တန်ပါတယ်ကဲဟုတ်ပါပြီကိုကျန့်ရေကိုကြောဝေမင်္ဂလာပါလို့မင်္ဂလာပါညီမလေးမင်္ဂလာပါဗျာထွန်းထွန်းရေမင်္ဂလာပါငါကာယံနေနဘေနဲ့ခေါ်မယ်လုံးမပြီးသေးဘူးလားကဲအထူးသွင်းမြင်းစမ်းပါပြီအမြူရွှင်ဘုံဝင်လဲအောင်ကဲတငယ်ချင်းတို့ရေဟူးနမ်းမလားနဘေလေးကာယံရိုးစရာကြီးကွာစိတ်မပြောနဲ့မှမျက်နှာပင်နှာထွားရမှာမသိဘူးအောက်ရွှေတာအောက်က ဲငါထူးနေပြီနေနောက်တစ်ယောက်သက်ခေါ်လိုက်တော့တို့မလို့ဟုတ်ပါမင်္ဂလာပါဘူးဆိုရင်မင်္ဂလာပါထွန်းထွန်းဒီနေ့နောက်ဆုံးနေ့ဆိုအားရပါရခုမှပဲထူးရတော့တယ်လောက်ပြပါနဲ့တကယ်ပါဒီလုံးလိုက်ပါတော့မမိုးရေမင်္ဂလာပါဘယ်သူခေါ်တာတော့မင်္ဂလာပါနာမည်လားမမိုးရေမင်္ဂလာပါလို့ငါခေါ်တာလားဟုတ်တယ်မလေးငါခေါ်တာလေထူးလိုက်လေဟုတ်လားထူးလိုက်လေကဲထူးမယ်ကဲဘူးဆုံးငါတို့အငိမ့်ကလာလဲကြာပြီဟာငါတို့အတိတ်တရားမုံသွားပြီမဲ့ငါတို့တို့ဥဇက်လန်းအခုဆိုရင်အရင်တိုင်းအဟောင်းတိုင်းရှိနေသေးပါပဲဟိုတကွက်ဒီတကွက်တင်မားထက်အရင်လိုကြည်မကောင်းမေမဲ့ကြံသေးတယ်ဘာသူကြံတာမင်းဘူးလားဟုတ်တယ်နဲ့မျောလို့ပါကွာဟာဟိုမှာမြန်ခေါ်လိုက်မနွားကြီးအစာနေပြီတွေ့လားဘူးဆုံးနေခေါ်ရကြီးခေါ်လိုက်တော့ဘာဖြစ်နေရလဲလို့ပေါ့ဟိုဘက်မှာသွားကျင့်နေတယ်အဲ့ကငါဘူးဆုံးနဲ့နင်းသီးရင်ဝင်မှာမစုံဘူးလေအေးလေအဲ့ဒါကြောင့်အခုမှရင်နေခုံပြီးတော့ဗာပြောရမယ်ဆိုလေ့ကျင့်ကဲရဲလေးမင်္ဂလာပါနော်တချင်းလေးနဲ့ထူမယ်အမေဟဲ့လေးလာရောက်ရမလား这天啊里တွင်ပိုင်းမှာတခဏလေးတွင်ပိုင်းမှာမယုံနိုင်အောင်ဆွဲဆောက်ဟာဟုတ်ပါလို့နားထောင်ဟာကွာမင်း तू ကရုပ်ချောတဲ့သူကိုနောက်မှခေါ်တာ哦မင်း तू မို့သလားမမို့ဒီကောင်မို့လို့ဆွဲဆောင်မကြောက်မို့ပြောဟိုကဆွဲဆောင်လိုက်မှလူညွန့်တုံးသွားမယ်စိတ်မပူတဲ့တကယ်ရင် तू ကလူညွန့်တုံးမိသားအမှန်တိုင်းပဲလုပ်လိုက်ပါတော့ကဲပါမင်္ဂလာပါနော်ကဲဆိုဒီဘက်ကရခိုင်လူရှင်တော်လေးကိုနေကိုတိုးလားရှင်ငါအကောင်းပြောတာငါကိုနေကိုတိုးတယ်အေးလေဘာဖြစ်လဲပရိသတ်ကအဲ့နာမယ်မင်းတိတိဖြစ်နေပြီကဲဘူးဆုံးငါပြောမယ်ကိုနေကိုတိုးမခေါ်နဲ့တော့ဓာတ်ရိုက်တာခေါ်လိုက်တော့နေတို့ကြီးငါမြာကိုနေကိုတိုးတယ်နေလုံးလို့နေလုံးလို့ဘာဖြစ်လို့လဲဟုတ်တယ်ဒေါသကထွက်လာပြီမိမရဲ့ကျန်းကုန်မရိုင်းလိုက်လားနှာဘူးနှာဘူးလေကျန်ငါ့ကိုနှာဘူးလို့ပြောအောင်နင်တို့ပါမှာဘာလို့နှသာလူးလဲအဲ့ဒါများလှကျင်လို့လူတာပေါ့အဲ့ဒါဘာဖြစ်လဲနင်တို့လှကျင်လို့လူးလို့ငါလည်းရကျင်လို့ဘူးတာပေါ့ကောင်းလိုက်လားသူလည်းမဘူးတယ်တော်ပါရှင်နဲ့ဇော်ကညာကေနင်ငါ့ကိုလော်မာခြင်းလို့လားပြောတိတ်ပါရှင်တိတ်ပါရှင်နဲ့အနိတ်ကညာကေနင်ငါအိတ်ဖို့အတွက်အိတ်ရပြင်လိုက်စမ်းရှင်တော့ဘာဖြစ်လဲကာလနာကာလနာဟုတ်တယ်ကာလနာနဲ့ညာချမ်းကမှာကိုနေတို့ရဲ့ကျမချမ်းလို့လာစမ်းမှာဆိုရင် sorry ပဲနော်တကယ်ရှင်းတာလားဘာဖြစ်လဲဆဲဒီလိုဆဲနေတာအေးကဲကိုနေတို့ထူလိုက်ပါဦးမင်းသမီးကိုကိုတို့ရေမင်္ဂလာပါလို့မင်္ဂလာပါဘူးဆိုရေကဲဘာချင်းလေးနဲ့ကမှာလဲဗျဒုတိယသချင်းတစ်ပုဒ်အနေနဲ့မြမအတန်အငိမ့်သချင်းတစ်ပုဒ်နဲ့ကပြဖြောပြခြင်းပါတယ်